အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်mining လုပ်နေတဲ့သူတွေအတွက်မီးပတ်ရဲ့ login ဝင်ပြီးတော့စင်ငယ်ရဲ့ဒီတစ်ခါ daily စင်ငယ်ရဲ့လုပ်တဲ့ဟာလေးကိုရှင်းပြပေးပါမှာပါတီးရဲ့လူတွေကတော့ဒီဗီဒီယိုလေးကိုကြော်သွားလိုက်လို့ရပါတယ်ကျွန်တော်လည်းဒီမီးပတ်လေးကိုလုပ်တာမကြားသေးပါဘူးကျွန်တော်ဒီလိုမီးပတ်ကိုဝင်မှုအတွက်ဒီလိုပတ်တန်လေးနဲ့လော်ထားရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့ဗျာကျွန်တော်တို့မီးပတ်လေးကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဘာစလုပ်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ပထမစရတဲ့1 MEC ကိုကျွန်တော်တို့ဒီမှာ staking လုပ်ထားတယ်ပေါ့ဗျာဒီကောင်ကနေပြီးတော့ပုံမှန်အတိုးတွေရနေမယ်နောက်ပြီးတော့ဒီနေရာမှာ on chain checking ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်လည်းလုပ်တာမကြားသေးပါဘူးဒီလိုပဲဗီဒီယိုလေးကြည့်ပြီးတော့အမြဲတမ်းလိုက်လုပ်နေရတာပါဟုတ်ပြီကျွန်တော်ယူထားတဲ့ဟာကဒီနေ့မှာ3ရက်ပဲရှိတော့မှာဗျာအခု checking လုပ်ဖို့အတွက်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်မယ်ဒီနေရာမှာလူတိုင်းအမေးများကြတယ်ဒီနေ့လေးဘာလို့ယူမရတာတော့ဘာဖြစ်တာတော့အမှန်တကယ်တော့ကျွန်တော်တို့ဒီစလုံးလေးတွေကိုကျွန်တော်မှန်အောင်ရိုက်ထည့်ပေးမယ်ပေါ့ဗျာဒါမှဒီနေ့ပြမရဘူးလားအဲဒီကောင်လေးပေါ့ဗျာဒီကောင်လေးအကုန်လုံးမှန်အောင်ရိုက်ထည့်ပေးရမယ်ပို့ဟုတ်ဒါဆိုရင်ကျွန်တော်လုပ်ပြမယ်ပေါ့နော်သူ့မှာပါတဲ့စလုံးလေးရှိတယ်ဒီစပေးလေးတွေတခြားလေးချပြီးတော့ EC ဒီစပေးချမယ်နေရာလေးမှာစပေးရချပြီးတော့စင်းကြီးပြပြီဆိုရင်ကျွန်တော်ကောင်းချင်ကိုတစ်ချက်နှိပ်လိုက်ပါကွန်ဖရင့်ကိုနှိပ်ပါမယ်โอเคကျွန်တော် passcode လေးချက်နေပါကျွန်တော်လည်းလောက်တာမကြသေးတော့နည်းနည်းပဲရပါသေးတယ်ခင်ဗျာကျွန်တော်စုထားပါတယ်ဒါလေးတော့ခုမှကျွန်တော်စုရတာတဲ့ဟာလေးပါဒီရရှင်ကျွန်တော်လာမီးလို့ရပါတယ်ခုမှကျွန်တော်လည်းစလုပ်တော့ဆိုဘာမှတိတ်နာမနေဘူးပေါ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ